အခြေခံလားစာ80သိန်းကျော်ထိရရှိနိုင်တဲ့တကူတဲစားတောက်ဆိုင်အခွန်လမ်းများအကြောင်းကိုမြောက်တကုံကျောင်းခွဲတွေပညာရေးဆိုင်ရာဟောပြောပွဲများပြုလုပ်ပေးခဲ့ရဖြစ်ပါတယ်ခင်ဗျာတရုတ်စကားပြောရတဲ့သူများအတွက်ရန်30 M3 pass သမားများအတွက်23,000နဲ့ M4 pass သမားများအတွက်18,000ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မိမိရဲ့ဂျပန်စာရေးချင်းမုံမူတည်ပြီးတော့အကျုပ်ခန်းစားခွင့်တွေမတူဘူးဆိုတဲ့သဘောတရားလေးကိုနားနဲ့တဘောပေါက်ထားဖို့လိုအပ်ပါတယ်ခင်ဗျာအခြေခံလားစာကွာဟာချက်အပြင်အချိန်ပိုတို့ bonus တို့လားစာတို့တော့ပါခဲ့မယ်ဆိုရင်တော့ဒီတက်ပို့ပြီးတော့အကျုပ်ခန်းစားခွင့်ပို့ပြီးတော့ရရှိသွားမှာဖြစ်ပါတယ်ခင်ဗျာဂျပန်ကိုစားတောက်ဆိုင်လုပ်ငန်းနဲ့သွားခြင်းနဲ့ဘယ်ဟာစားလို့စားမယ်မသိတဲ့လူတွေအတွက်မြောက်တကုံကျောင်းခွဲမှာM5, M4, M3 အပြင်နဲ့လေးပြင်တူကူတဲစားတောက်ဆိုင်တဲ့များလည်းတက်ရောက်နိုင်တာကြောင့်ဂျပန်ကိုအမေဆုံးရောက်ရှိတဲ့တရင်မြဲချက်ကိုတကယ်လက်တွေ့အကောင့်နဲ့ဖော်လိုက်ပါခင်ဗျာမြောက်တကုံကျောင်းခွဲရဲ့လိပ်စာလေးရတော့ရစာတိတိလက်မပေါ်ဥဝိစာရာနန်းနီနာမှာတရှိချဖြစ်ပြီးတော့နေရာတစ်ချီများအတွက်လည်းရောင်လေးအဆောင်လေးမိန်းကလေးအဆောင်လေးစစ်စစ်ပေးပါတယ်ခင်ဗျာတင်ချစ်ခင်ရတဲ့တိတ်မဆွတ်တငယ်ချင်းများအတွက်ဒီဗီဒီယိုလေးကို like share လုပ်ပေးဖို့လည်းတောင်းဆိုလိုပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုစောင့်ကြည့်ပြီးရတဲ့အတွက်လည်းထူးခြားတဲ့ရှိပါတယ်ခင်ဗျာ